လာပါဒီနေ့ကတော့မဲလုံးဆိုတဲ့ game လေးကိုဆော့ပြအောင်မှာဖြစ်ပါတယ်အခုမှ intro နေရတော့ဟဲ့တရားအခု99ဆော့ဖို့ကြိုးစားခဲ့ပေမဲ့ line နေရ share ကောင်းတော့လေလုံးဝ game နဲ့ဟိုတော့မှဝင်လို့မရဘူးဖြစ်နေတာပေါ့နော်အဲ့လိုပါပဲကျွန်တော်ညမပြောလို့ပါလေ line နေဒါအကောင်းရောလုံးဝလုံးလို့မရပါဘူးခင်ဗျာဟုတ်ကဲ့အဲ့လိုဖြစ်နေလို့ဒါကြောင့်မလို့ဒီမဲလုံးဆိုတဲ့ game လေးနဲ့မိတ်ဆက်ပေးနေပါတယ်ဒီ game မှာဆိုရင်တော့ map တွေအများကြီးရှိရပေါ့နော်ကိုပါတာကို map တွေကိုလည်းကိုစိတ်ကြိုက် background တွေလည်းပြင်လို့ရတယ်။ဒါပေမဲ့သူတို့ပေးထားတဲ့ဘာတော့ပြင်ရမှာပေါ့။ပြီးတော့ဒီအခုဆိုရင်ဒီ water pool ဆိုတဲ့ map ကလေးယူလိုက်ပါမယ်။ပိုကြိုက်လို့ယူလို့ရတယ်ပေါ့နော်။ဒီ sea water မှာဆိုရင်တော့ဒီ sea လေးရှိရပေါ့နော်။ micro လို့။ဒီရင်တုံးလိုက်ဒီကျိုးရှိတဲ့ဟိုပါလေပုံပေါ်လာလိမ့်မယ်။အခုစာပိုင်းမှာတော့ဒီရိုးလာမယ်ပေါ့နော်။ဟုတ်ကဲ့ဒါကတော့ငါလာဘယ်လိုခေါ်မလဲငါကြတော့ဘယ်လိုကောင်းငါထင်တယ်။ तू ကငါပေါ်နေလို့မရဘူးလေ။ကုန်းဟုတ်တယ်ကုန်းပေါ်မှာနေလို့မရဘူးပေါ့နော်။ရေထဲမှာပဲနေရမယ်လွန်လို့ dragon fruit လို့လည်းသူတို့လည်းမတူဘူးပေါ့နော်။အဲ့ဒါအရေးကြီးဆုံးကတော့စိတ်ရုပ်ပေါ့နော်။ရေထဲမှာလည်းနေနိုင်တယ်ကုန်းပေါ်မှာလည်းနေနိုင်တယ်။ Okay သူပြောသလိုပဲဆက်ရုပ်ကိုရေထဲထည့်ရ။ဆက်ရုပ်ကသူရဲ့မေးရယ်ကြည့်ကိုယ်နဲ့ပေါ်ပါပါစီပေါ့အေးစီပေါ့ကဲအခုဆိုရင်တော့ဒီလိုမျိုးစမယ် background ဘယ်လိုရွေးရလဲဆိုတော့ဒီဘေးမှာရှိတဲ့အဲ့ကဲ bro ရေနောက်တစ်မှကျွန်တော်လည်းထပ်ဆော့ပြပါမယ်အားလုံးရပါချက်ချမ်းမှများဆော့တယ်ဒီ water pool လို့ပါလို့အခုဒီပြောင်းချင်မက်ပြောင်းချင်ပေါ့နော်ဒီအောက်ဆုံးရဲ့ဘယ်ဘက်တောင်းကအောက်ဘယ်ဘက်တောင်းကဒီအချောင်း၃ချောင်းနဲ့အကွက်ကလေးကိုနှိပ်လိုက်ပါဘာချောင်းလဲသိတော့ပဲမြေချောင်းပြီးတော့ဒီအပေါ်ဆုံးကရှိထားပြီးဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးတော့ဒီမှာကိုရွေးချယ်ခြင်းတဲ့ဟာကိုရွေးချယ်လို့ရပါပြီအခုဆိုရင်တော့ဒီနှင်းတော့လေးကိုရွေးချယ်လိုက်ပါမယ်နော်ကဲဒီမှာကဲဒီမှာပြောလို့ပဲပေါ့နော်ရွေးချယ်လို့ရပါတယ်ဆိုတော့ရွေးချယ်လိုက်မယ်โอเคဆိုတော့ရေကန်ရဲ့နောက်မှာ background လေးပါတယ်ဟုတ်ပြီအခုဆိုရင်တော့နှင်းနေအရင်ကြနေတဲ့စောင်းတွင်းရာသီဥတုကိုလောက်မှာပဲဖြစ်ပါတယ်ဒါဒီကကျွန်တော်ကတော့နိရမ်းကြနေတာပေါ့နော်ကျွန်တော်ကတော့တာမန်လေးပြေးနေတာအခုဆိုရင်တော့နော်အမြင်မသိလူရဒီအပန်းလေးကိုပြတ်တက်လိုက်ပြီးဖြစ်ပါတယ်အပန်းလေးကတင်သွားပါပြီအဲ့ဆိုရင်အကောင်လုံးကိုလုပ်ပါမယ်ဘလို့လေအကောင်လုံးကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ထောက်ဝေးရဒီမှာရနော်လည်းအတန်းပါပါလို့အကောင်လုံးကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီယာတွေမှာအောက်မှာရှိသေးတယ်ပေါ့နော်အဲ့အပေါ်ဆုံးက clean everything ဆိုတဲ့ဟာကိုနှစ်ချက်လောက်နှိပ်လိုက်ပါဒါဆိုရင်ရပါပြီငါမှရှိတယ်ငါမှဟိုနှလုံးဝယ်ရှိရတယ်ငါနှလုံးကြီးပါနားမလဲဘူးကွာအဲ့ဒါဒီမဲလို့ခေါ်တဲ့ဇက်ကောင်ကဒီပေါ့နော်မဲလိုလို့ခေါ်တဲ့ဇက်ကောင်ကဒီမှာပေါ့နော်သူတို့ရဲ့သွေးတွေကအနီရောင်လေးပေါ့နော်တကယ်တော့အသီးနာမည်တွေကိုလှုပ်ပြီးတော့ဟိုလှုပ်ထားအသီးနာမည်တွေကိုအတူယူလာတာပေါ့နော်ကြည့်သူတို့သွေးတွေကုန်သွားရင်သူတို့ကဟုတ်တော့မဆောင်လားတနည်းအားဖြင့်ပြောရရင်တော့မဲလွန်ဆိုတာ water melon ပေါ့ water melon ကောင်းပေါ့အဲ့ water melon လို့ကြားတယ်ဒီခုညလေးသူတို့ပူခိုင်ကနာကိုရီးယားတွေကုန်သွားရင်စပုတ်တာလေအမှန်တယ်အခုအဝေးအစားအသစ်တွေပါတွေအဲ့လိုမျိုးစပွန်လို့ဆိုလို့ရှိရင်ပေါ့နော်အဲ့စပွန်နဲ့ဟာရဲ့အပေါ်မှာဒီအနီရောက်ဆက်ကလေးတွေပေါ်လာပါတယ်မကြီးအနီရောက်ဆက်ကလေးတွေတောက်ကလေးရတယ်မကြီးအနီရောက်ဆက်ကလေးတွေကတော့အဓိကပစ္စည်းတွေပါတယ်ဆိုတော့ပြောနေတယ်ဒီပစ္စည်းတွေကတော့ဒီထဲမှာအင်ကြီးဂျိတ်ပုံကလေးထဲမှာပေါ့နော်ရေကူးမစုံနေတယ်တည်သားပဲအစတော့ပေါ့နော်ဟိုဘက်ဖုန်းထဲမှာပဲမဲလုံးထုံးထားတာဖြစ်ပါတယ်ဒီဘက်ဖုန်းထဲမှာကျတော့99 night တို့ MV Tower တို့ဘာလို့ဒါတွေပဲတင်မယ်လို့စဉ်းစားထားတာဒါပေမဲ့အချိန်ဒီမဟန်တော့ဒါကိုထောင်းလိုက်ရတာပါအခုကတော့ကျွန်တော်တို့လိုပဲเนาะအခက်ခဲတွေကတော့အများကြီးရှိတယ်ကျွန်တော်တို့ဒီ line ရတယ်ပေါ့တော့ဒီကတော့ဟိုပါလေဒီကဘောကြီးပဲကိုကြီးပြုတ်သွားတယ်ကြားရတယ်မားတာကဲဆိုတော့ဒီခက်တဲ့ဆိုတဲ့ကောင်ကျွန်တော်တွေးထုတ်လိုက်တယ်ကဲအခုဆိုရင်တော့ဒီကောင်တွေကိုအဝေစားအောက်ကအပေါ်ခေါင်းကိုခဲမထားတဲ့ကောင်တွေရဲ့အောက်မှာပေါ့နော်
လူ2ယောက်ရှိပါတယ်အဲ့လူတွေကိုအဝတ်စားတွေဝတ်ပေးမှဖြစ်ပါတယ်ဒီကောင်ကကြတော့ရှေ့က ဆိုတော့တို့သွေးရတော်သွေးတလေးရောလာပြီပေါ့နော် ဒီအရှေ့ကကောင်ကကြတော့ဒီတက်မဲ့လူပေါ့နော်နောက်ကကောင်ကကြတော့သူ့ရဲ့တပည့်ပါ ဒါတို့ အေးတေးပြီးရှင်တယ် အဲ့လိုဒီထဲမှာလည်းဘလေးလို့ ကဲအခုဆိုရင်တော့ခုနကတော့သမီးကွာပေါ့နော်သမီးရဲ့ role play ကိုလာကြည့်ပါတယ်ဟဲဟဲ သူရှင်နေမှာတော့ကျွန်တော်အကုန်ဖွာနေပြီးတော့နော်ဟဲဆိုလေရကြလိမ့်မယ်လို့ထင်နေတာဒီနေ့လဲ view ကရလာအောင်ရတယ်ဒီမှာတော့ roll လောက်တော့ဘာဖြစ်နေလဲ ဒီဗီဒီယိုလေးပြီးရင်တော့ like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဒီကောင်ကကြတော့ဒီအုတ်ထုတ်တွေ like and subscribe လုပ်ရင်တော့ bro အေကို FBN တွေရောက်လာပါလိမ့်မယ် ဒီ guest ဒီပါလေအခုဆိုရင်တော့ဒီနှစ်ကောင်စလုံး guest bed တွေလောက်ခိုင်းလိုက်ပါပြီအခုဆိုရင်တော့ role play စပါတော့မယ်ရှေ့ဝပြောတယ်ကြွားကြအောင်ဒီနောက်ကကောင်တော့ဒါမှမကိုင်ခိုင်းတော့ဘူးအမသေးသေးထူအောင်မယ်အမသေးသေးရမထူရပါဘူးတော့ဒီကျူပဲကျွန်တော်ဘာလုပ်ပါနဲ့ဒီဥနေရတဲ့တဲ့ကိုဇီဆိုပြီးတော့လေထူလိုက်တဲ့ gas mag ရဲ့အပြင်ဘက်မှာအခုကတော့ဒီခိုးတဲ့နီးလန်းပေါ့နော် ဒီလိုဒီကောင်းကောင်းပါအဲ့ကောင်းနေမှာလို့ခဲနေအောင်လုပ်ရတာပေါ့နော် အခုသူတို့ရဲ့သွေးတွေဆိုရင်သွေးတွေဟာဆိုရင်ထွက်လာပါပြီ ဒီလိုတွေးတိုင်းလာတယ်ပြောလို့တွေးတို့ခန္ဓာကိုယ်မှာတွေးတိုင်းလို့ရတဲ့ဆက်ရှိတယ် သူတို့ခန္ဓာကိုယ်ထဲမှာသွေးဘယ်လောက်ရှိလဲဆိုတော့တိုက်လို့ရတဲ့ဆက်ရှိပါတယ်အဲ့ဒီကတော့ ကျွန်တော်လိုက်ပြပါမယ်ကျွန်တော်ညမချင်နေမှာဆိုတော့ကျွန်တော်လည်းလိုက်ပြပါမယ်ဒါလေးခဏလေးနော်ဒီချီဟိုဒါဟုတ်ပါဘူး ဒါ ဟိုအဲ့ဒါမှမဟုတ်တာ အော်ဂျီမပြောနဲ့နေမှာရဖလေးလိုက်ဒါဖလေးကတော့ပေါ့နော်ဒီဘက်ဒီဟို ကောင်းလိုက်တာ ဖလေးကျွန်တော်တတိလိုက်ပါမယ်ပြီးရင်တို့ခဏကိုရီးယားကြည့်ကြည့်လို့ရတယ် It's my channel နော် Yes I know တိုင်းလို့ရပါတယ်ဒါပေမဲ့တို့တော့အင်ကြီးအဝယ်စားရေးဝတ်ထားလို့ပေါ့နော်ဟိုကောင်ကလည်းသွေးရတိတ်သွားကြီးอ่ะ Okay အဲ့ ။အနီလိုပေါ်နေပါတယ် အဲ့ဟိုဘက်တော့အခုကကြတော့ဒီဆက်ကနေရာကိုမသိလို့ကျမကလာပြီးတော့မှပြပြပေးရပဲဖြစ်ပါတယ်ကဲ ။ကဲကျွန်တော်ဒီမောင်းဆုံးဒီပဲလို့ဆိုတဲ့ကောင်ကိုကျွန်တော်အဲ့ဒီကောင် အခုပထမဦးဆုံးဒီကောင်ကိုဟိုပါလေ acid ဘုံတွေကိုထည့်ပြီးတော့မှတကြိုတော့မှာမဟုတ်ပါဘူး acid ဘုံတွေကိုထည့်ပြီးတော့မှနောက်ဘဝကိုပို့ပြီးတော့မှဖြစ်ပါတယ် ။ဘော delivery free ရဟုတ်တယ်။ ဟုတ်ပါတယ်နောက်ဘဝကိုကျမကပြောသလို delivery free နဲ့ပို့ပြီးတော့မှဖြစ်ပါတယ် ဟောလက်ထဲမှာဒီကအရေးပြောသွားပြီ။ဒီကအရေးပြောသွားပြီဟာ ဒါ free starter ကိုဖြုတ်လိုက်ပဲတကယ်ဆိုရင်ခေါင်းလေးပါလေးကိုခဲထားလို့ဆိုလို့ရှိရင်အပြင်မှာဆိုရင်တကယ်ဆိုရင်ပေါ့နော် ကျွန်တော်စကားကောင်းပြီပေါ့ယူ အပြင်မှာဆိုရင်တေဝါရမှာပေါ့နော်အခုကတော့တူတူပြောလို့ လူ ဒါမှဆိုရင်တော့ပေါင်းနေရပေါ့နောက်ဘဝကိုပို့နေပေါ့နော်ပြန်ဖွင့်လိုက်ပါဦး ဘော delivery free နဲ့ပို့ပြီး Okay အခုဆိုရင်တော့ delivery free နဲ့သူတို့ကိုအခုတကယ်သူတို့တွေတက်မိထားရပေါ့နော်ဒါပေမဲ့သူတို့ရဲ့တိတ်မပေးဘူးပေါ့နော်ဒါကြောင့်မို့နေကိုမသေးသေးဘူးပေါ့ သူရတော့ထိုင်ထိုင်ပဲလို့လေ Okay သူတို့မသေးသေးဘူးပဲနော်ဒီဟာတွေကဒီအမဲအောင်ဆိုရင်ဘယ်လိုတို့အများဆုံးလို့မှာအမဲအောင်မသေးသေးပြီးဒီစင်က revert အသက်သေးဝိုင်းပြန်ရှင်စေတဲ့စေဒီခရဲအောင်ကတော့ zombie ဘူးစေတဲ့စေပေါ့နော်အဲ့ဒါတွေအများဆုံးလိုသွားလိမ့်မယ် ဒီအမဲအောင်ကတော့မသေးသေးတဲ့ဆိုတော့ဒီအပြားကတော့ဒီရောင်ထဲမှာအသက်ရှူလို့ရရဲ့စေဒီအဝိုင်းရောကကျတော့မီးမလောင်တဲ့စေ ဟုတ်ပါတယ်ကျမကိုပြောသလားပါပဲအဝါရောက ဒီ လည်းပြီးမလာလို့ဆိုတော့ပါတယ် ဒီအညူအောင်စေးကတော့သူကဟိုခက်လူရဲ့ခန္ဓာကိုယ်ကအချိုးတွေအားလုံးလှုပ်လို့မရအောင်ထိုးလိုက်တဲ့စေးဖြစ်ပါတယ် ဒီကျမတို့လမ်းဒီပါတွေသွားရင်တွေ့မှာဗာစေကန်းတွေပါတယ်ဆိုရင်ဒီလိုမျိုးအပေါင်းမုံလေးပြကြတယ်ပေါ့နော်အဲ့ဒီထဲမှာ juice တွေရှိပါတယ်အဲ့ juice ထဲမှာ watermelon juice ဆိုတာကိုသူတို့ခန္ဓာကိုယ်ပြပေါ့နိုင်တကယ်သူရဲ့တိုင်းသူတို့တတ်ထားပြီးသလိုမျိုးလူအယောက်100လောက်ကိုတတ်ထားပြီးသလိုမျိုးဖြစ်သွားပါလိမ့်မယ်အဲ့ကြရင်ဇက်ကပို့ပြီးတော့မှအဲ့လိုမျိုးကောင်းသွားမှာပေါ့နော် ဟုတ်ပါတယ်ခင်ဗျာဒီမှာပြောပြပါတယ်ဆို
ဆိုတော့ဟုတ်ပါပြီကျွန်တော်ဒီကောက်ကိုကျွန်တော်စေးမမောင်းနဲ့ဖုန်းသွားပြီပြီးဒီမှာကျွန်တော်မသေးသေးထူလိုက်တော့သူမှာဒီတာရနဲ့ပြတာတော့ဘာမှမဖြစ်โอเคအဲ့ဒါတော့ဟုတ်ပြီပြီးယူရီအောင်နဲ့ဖောက်အဲ့ဒါဆိုရင်တော့ဒီကောက်ကိုမှာစမ်းကြည့်ကြအောင်3 2 1 oh မသေးအောင်သွားပြီပါလိမ့်မယ်โอเคတော့ညီနဲ့ရှိတယ်ဒါလေးပါပဲကိုရင်းနဲ့ပတ်မယ်ဆိုရင် ကဲအခုဆိုရင်တော့ဒီကောင်တွေကတကယ်တက်ထားတဲ့အတိုင်းဖြစ်သွားပါပြီအခုဆိုရင်တော့နောက်ထပ်မယ်လို့တကောင်ကိုအစိမ့်ဝေးထုတ်ပြီးတက်မှာဖြစ်ပါတယ် ကျွန်တော်ဒီလေးထူလိုက်အောင်အားရပါရပြည့်ရတယ်တော့ဘာမှမဖြစ်ဘူး ကဲအခုဆိုရင်တော့ဒီမဲလွန်မလိုက်တဲ့တော့ပေါ့နော်တခုပြောကြည့်ချင်တာဒီအပြင်မှာဒီထဲထဲမှာလုပ်တဲ့ဟာတွေကအပြင်မှာ20ညင်ဘတ်တွေဖြစ်နေတာလဲရှိတတ်ပါတယ်တကယ်ဆိုရင်ဒီပန်းသီးကိုခေါင်းကိုရေးခဲထားဆိုအပြင်မှာဆိုရင်တွေ့ခဲပြီးတည်ပြီပေါ့နော်ဒီမှာတော့မတည်ဘူးပေါ့နော်အဲ့လိုမျိုးအချက်တွေလဲကွာခြားမှုတွေလည်းရှိပါတယ် အဲ့ဒါဟုတ်ပါရဲ့ဒီထဲမှာဆိုတော့6ကတက်လာတာလွယ်တယ်ပေါ့နော် နည်းနည်းလေးချိလိုက်ကြတယ်သူတို့ကပြတ်တတ်ပါတယ် အဲ့တော့ပါပြီ အခုသူတို့တွေက gas mask တက်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်အစိမ့်ဝေးကို ဒါလေးအသားလေးနဲ့ ဒါလေးနဲ့ ခြူလိုက်ပါ ရှူလိုက်ပါတယ်အခုဆိုရင်အစိမ့်ဝေးထွက်လာပြီပေါ့နော် စလုံးမင်းပြပြဗီဒီယိုလောက်ရှိတယ် ကို7မိနစ်ကျော်ရှိသေးတယ် ဒီရစလုံးမနဲ့ ကဲအခုဆိုတော့သူသေတော့မှာဖြစ်ပါတယ်ခေါင်းမှာမျက်လုံးလေးပွေနေသေးပါတယ်ကဲပန်းသီးတို့ဘာလို့ စစ်သားကပြည့်လံပေးတယ် ဘုဘဒူလာမှာ သားကပြည့်လံပေးတယ် အကဲအခုဆိုရင်တော့သူတို့ရဲ့မျက်စိကပိတ်သွားပါပြီပိတ်သွားတဲ့အတွက်ကြောင့်သူသေသွားပြီဆိုတာကိုလည်းပြပါတယ် မျက်စိပွင့်ရင်ပွင့်ရကြီးရောနေရတယ်ပေါ့နော်ဒီပါနေ ဟုတ်ပါတယ်မျက်စိပွေးလေးလည်းသေတတ်ပါတယ် ခါလေးပေါ့နော်အများအားတော့ ဟုတ်တယ်တစ်ခါတလေတစ်ခါတလေ ရဲမဒီဘောက်က ဲသေသွားပြီဆိုတော့ဒီကောက်ကို ညီ ညီ အစစ်ဦးလို့ရှိတယ်ပေါ့နော်အဲ့ဘောနာစတော့ပြစ်တယ် ကဲအခုဆိုတော့ဒီကောက်ကိုတော့ဘောက delivery free နဲ့ပို့ပေးတော့ပါပဲဖြစ်ပါတယ် ကျွန်တော်ညမပြောလို့ပဲ3 2 1 ignition launch 3 2 1ဗုဒ္ဓဟုတ်ပါဘူးအာ sorry ဂရဂရ ဒီလိုပြောပြီးတော့ဆိုတော့ bro ရေဒီနေ့ဗီဒီယိုလည်းလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးပြန်ကောင်းပြန်ပြီးမဲ့ပါတီလဲလာနေတာပါမယ် bro ရေ ကဲအခုဆိုရင်တော့ကျမအကိုကတော့စသိန်းစားကြီးဖြစ်ပါတယ်ကျမကတော့မသိသေးပါဘူးဟဲဟဲဟိုရှောက်ဖွာပါကဲအခုဆိုရင်တော့ယောက်ျားလေးနှစ်ယောက်ကကောင်မလေးတစ်ယောက်ကိုဝိုင်းနိုင်ခြင်းနဲ့လို့လုပ်ပါနော် ကဲ3 2 1ပြန်ဖပါပြီ bro တို့ရေကျွန်တော်ကဒီပေါ့နော်ကျွန်တော်ဒီ verify လို့မရလို့ကျွန်တော်7မိနစ်လောက်ပဲတင်နေတာပေါ့နော်ကျွန်တော်ညမနဲ့လည်းကျွန်တော်ကဟီနည်းနည်းညစ်ပွားရတယ်ပေါ့နော် သူများကိုလိုက်ဖြတ်တယ်ကဲအခုဆိုတော့ကောင်း freeze ထားလိုက်ပြီပါတယ် ဘုမင်းမှာမဲလုံးဆိုတဲ့စကောက်စကောက်က ဒီ dragon fruit ဆိုတဲ့ကောင်ပါလေးကိုတက်လိုက်တာပဲဖြစ်ပါတယ် ပတ်ရမှာပဲဖြစ်ပါတယ်အားရပါလိုက်ပေါ့ အခုဆိုရင်တော့အဲ့ dragon fruit ဆိုတဲ့ကောင်ပါလေးရဲ့ခန္ဓာကိုယ်ရဲ့ကနေပြီးပန်းရောက်သွေးတွေသိကြလာပြီဖြစ်ပါတယ်သွေးမတိတ်ခင်ပြီးတော့သူမသိခင်မှာပဲသူ့ကိုဘယ်ဟုတ်သွားဘယ်မှာတော့ခိုင်းထားတော့လောက်ကြပါဦး အဲ့တော့သူ့ story ပြောနေရမလို့အတန်ရောနေတဲ့ story ကဘလို့ရှိရအောင်လို့တော့တော်တော် ဟုတ်ပါတယ်အတန်ရောနေနေအရင်တောင်းမှပါတယ်အလုံးစုံတောင်းမှပါတယ်ဒီကနေပြီးတော့အခုကတော့ခေးတဲ့လူတွေကပေါ့နော်တော်ရထုတ်တယ်ဘယ်တော့ကြိုက်ပြီးကြည့်နေပါလဲ ဘူးရှော့ခွာလေကြက်လာကြပါ So why ဘာဖြစ်လို့လဲ why ဘာလို့ ဟာဘွားနေပြီးတော့ကဲဒီကောင်မလေးကိုကျွန်တော်လှန်နဲ့ထိုးရတယ်နော်လှန်နဲ့ထိုးတော့မလို့လေ အခုဆိုရင်တော့ပေါ့နော်ဒီကောင်ကို ဘလို့လှန်နဲ့ထိုးရမယ်ပြည့်နေ သူ့ရဲ့အဲ့တပည့်อ่ะပေါ့နော်ဒီထဲကိုတို့တစ္ဆာဖောက်ပြီးတော့ပြန်ပြီးတော့ထိုးထည့်ပါပဲဖြစ်ပါတယ်ဟာငါဆရာကတော့အထက်ထဲကျသွားပြီနောက်ဆိုရင်တော့ငါသူ့နေယူရတော့မယ်ဟာလာရှက်နေတယ် ဟာမင်းအားကြီးကွာငါဆရာမဟုတ်တယ်လုံးမလားငါလေးပြန်မရမယ် ဒီကန်ဒီကိုသူ့ဆရာကိုသိချင် ကဲဒါပေမဲ့ ထိတ်ဆိုပြီး သူတို့တွေကမသေးသေးထိုးလာတော့မှန်ပါတယ်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီအထဲထဲကို acid ဘုံတွေကိုသွင်းလိုက်တဲ့အခါမှာတော့သေ ကြောက် သွား သွားမှာဖြစ်ပါတယ် ဟုတ်ကဲ့သေသွားမှာဖြစ်ပါတယ် ကြောက်တော့တေသွားမှာပျောက်သွား က
နောက်ဘိုးက delivery free နဲ့ပဲသွားလာနဲ့ပြည်ပဲတက်သွားလာအဲ့ဒါတော့မသိပါဘူးအဲ့ဒါဆိုဒီဗီဒီယိုလေးရရပါပဲနောက်ဗီဒီယိုမှပြန်တွေ့ပါမယ်အားလုံးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ bye bye ထပ်ထူးတဲ့ like subscribe မလုပ်ရင်တော့ bro အိမ်ကိုကျွန်တော်ရုပ်လို့ FBI ပြောတာဖြစ်ပါ okay ဒါဆိုရင်တော့ဖတ်ထူးတွေပါတယ်လည်းရှိမယ်ပေါ့နော်နောက်မှပြန်တွေ့မယ် bye bye